မတော်တဆမှုတစ်ခုကိုမျက်မြင်ကိုတွေ့တာပဲဖြစ်ဖြစ်မတော်တဆမှုဖြစ်ပါကကျွန်တော်တို့ဘာလို့တင်တယ်တေယိုကျော်မှသွေးပိတ်ချင်းရေးပေါ်ကဝယ်မှုဒဏ်ရာနေရာကိုရေတန့်တော့မဟုတ်စားရည်ချစ်ဆေးကြောပြီးမျက်နှာတုပ်ပူဝါတို့အဝတ်ချင်းဖိပေးပါဘက်တီးရီးယားပိုးမွားကူးဆက်ချင်းမှာကဝယ်ရန်ဒဏ်ရာကိုပတိတော့မဟုတ်ပိတ်စများဖြင့်ဖုံးအုပ်ပြီးနှလုံးအပေါ်ရှိဒဏ်ရာနေရာကိုမြင့်တင်ပေးပါမြေခွိုက်ခံရခြင်းအတွက်ရှေးဦးတူနာပြုစုနေမြေခွိုက်ခံရသောအခါတွင်အစိမ့်ကျင့်ပွားစေရန်ဒဏ်ရာရသည့်နေရာကိုနှလုံးအောက်သို့ညွှန်ပေးသင့်သည်အကယ်လေးတင်ဒီပါစဖြင့်ဆုပ်ယူခြင်းတိုးမဟုတ်ဆုပ်ထုတ်တဲ့စကဲ့သို့သောအရာဖြင့်အစိတ်ကိုဖယ်ရှားရန်စ조사ပါကကုသပေးနေသူထဲစင်ပွားကူးဆက်နိုင်သည့်အနေရရှိနိုင်သောကြောင့်ရင်းကိုမိသည့်ခါများမလုပ်တင်ပါဒဏ်ရာကိုတင်းတင်းကြပ်ကြပ်ချီထားရင်ဒဏ်ရာရဲ့စိတ်တည်ဆုံးခြင်းဖြစ်နိုင်ခြေများတဲ့အတွက်အကိုက်ခံရတဲ့အပေါ်9မှ10စင်တီမီတာကွာဖိအားကြိုးဒါမှမဟုတ်ဝစ်ကိုပေါ်တန်ချီပါကျွတ်သားထိခိုက်ဒဏ်ရာဖြစ်များသောကျွတ်သားကြောဆိုင်ရာဒဏ်ရာများကြီးမားတဲ့ထိခိုက်ပုံးပဲခြင်းဒဏ်ရာကြောဆွဲခြင်းကျိုးပဲခြင်းဆိုပြီးပိုင်းခြားထားပါတယ်ကျွတ်သားရိုးစစ်ဆိုင်ရာရှေးဦးတူနာပြုစုခြင်းတွင်အရေးကြီးဆုံးအရာမှာနောက်ထပ်ပျက်စီးမှုများကိုကာကွယ်ရန်ဖြစ်သည်ပထမဦးစွာဒဏ်ရာရသောစိတ်ပိုင်းကိုမလွတ်ရှားစေရန်ကာကွယ်ပြီးလူနာအားတက်တောင့်တအနေထားဖြင့်အနားယူပါထို့နောက်စီးချက်လိုက်ဖိနှိပ်ပေးရန်တုတ်တံကိုအသုံးပြုပါဖိအားကိုနှိပ်ပြီးပျက်စီးနေသောနေရာကိုကျိုးဝမ်းချစ်ပုတ်ပေးပါနာကျင်မှုကိုလျော့ပါစေပြီးဒဏ်ရာရသောနေရာကိုပုံပြက်ခြင်းမှကာကွယ်ပေးသည်ရှေးဦးတူနာပြုစုပြီးနောက်ဒဏ်ရာရသောနေရာကိုကုရှင်သို့မဟုတ်ခေါင်းအုံးပေါ်တွင်ထားပေးပါတင်းကျမ်းမာရေးနှင့်ဘေးကင်းရေးကိုကာကွယ်ရန်အထူးရှုဝတ်ချက်မရှိပါဘေးကင်းရန်ရှိဝတ်ချက်မှာရိုးရှင်းသောအခြေခံမှုများကိုအမြဲတမ်းရနေခြင်းဖြစ်သည်ဒါကြောင့်ဘယ်သူမဆိုလှုပ်ချင်ရင်လှုပ်နိုင်ပါတယ်